Marvel ရဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးစကြဝဠာစစ်ပွဲကြီးမကြခင်စတင်တော့မှာပါပရိသတ်တွေအမျှော်လင့်ရဆုံး Marvel Cinematic Universe ရဲ့ Avengers Doomsday Official Trailer ထွက်ရှိလို့လာခဲ့ပါပြီ။ဒါဟာရိုးရိုး superhero ကားတကားမဟုတ်တော့ပါဘူး။ Iron Man အဖြစ်မင်းမှုခဲ့ဘူးတဲ့ Robert Downey Jr. ရဲ့ Doctor Doom အဖြစ်အံ့အားသင့်ဖွယ်ပြန်လည်ရောက်ရှိလာမှုနဲ့အတူ Multiverse တစ်ခုလုံးကပ်ပေးတင်တော့မဲ့အမှတ်အသားပဲဖြစ်ပါတယ်။ချက်ချင်းပဲ Trailer ရဲ့အမိုက်စား highlight တွေကိုကြည့်လိုက်ရအောင်။ Trailer ရဲ့ဆက်စချင်းမှာတင်မှောက်မိုက်လာတဲ့ညှို့တက်နဲ့အတူ Smash ရဲ့ကျိုးပဲ့နေတဲ့ဆိုင်းဘုတ်ကိုစတင်တွေ့မြင်ရပါတယ်။အဲ့ဒီနောက်မှာတော့ Doctor Doom ရဲ့အတန်းနဲ့ကြီးနဲ့ voice ဆုံးထွက်ပေါ်လာပါတယ်။တခုခုလာနေပြီ။ငါတို့အိမ်မက်တောင်မမတ်ဖူးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့မယ်ဆိုတဲ့စကားပါပဲ။ဒါဟာ Doctor Doom ဟာရိုးရိုးဘီလိန်မဟုတ်ပဲ Multiverse တစ်ခုလုံး incursion ကြောင့်ပျက်စီးတော့မယ်ဆိုတာကိုသိပြီးနီလန်တစ်ခုခုနဲ့ကယ်တင်ဖို့ကြိုးစားနေတဲ့အမှတ်သားဖြစ်နိုင်ပါတယ်။ဒီအထဲမှာ Professor တခရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာ Cyclops ရဲ့ဒေါသအကြီးစွမ်းအားထုတ်သုံးနေတဲ့အခန်းတွေကိုကြည့်ရင် Man Universe ဟာ Doomsday ရဲ့ပထမဆုံးစကြဝဠာပျက်စီးခြင်းတားကောင်ဖြစ်သွားပုံရပါတယ်။အမိုက်စားတိုက်ခိုက်ခန်းတွေလည်းပါဝင်လာပါတယ်။ Shang-Chi နဲ့ Gamma ရဲ့ကတ်စွမ်းအားသုံးတိုက်ပွဲရုပ်ပြောင်းနိုင်တဲ့ Mystico က Yelena Belova ဖြစ်ရုပ်ပြောင်းပြီးတိုက်ခိုက်တဲ့အခန်းတွေဟာပရိသတ်တွေကိုပါဇက်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ Fantastic Four အဖွဲ့ဝင်တွေနဲ့ New Avengers Thunderbolt အဖွဲ့တွေဟာ Avengers Tower တစ်ကြီးထဲမှာပထမဆုံးအကြိမ်စုံစည်းလိုက်ကြတာကိုလည်းတွေ့ရပါတယ်။စကြဝဠာမတူညီတဲ့ဟီးရိုးတွေအားလုံးတနေရာထဲမှာစုံတွေ့လိုက်ရတဲ့အခိုက်အတန့်ပါပဲ။ Trailer ရဲ့အထွတ်ထိပ်ရင်ခုန်စရာအကောင်းဆုံးအခန်းကတော့တော့ပါပဲ။ The ကငါတို့စီမှာအံ့ဩဖွယ်ရာအကူအညီတစ်ခုလိုအပ်နေပြီလို့ပြောကြားခဲ့ပြီးသူ့ရဲ့ Mjolnir နဲ့ Doctor Doom ကိုအစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ Doctor Doom ကလက်တစ်ဖက်တည်းနဲ့စွမ်းအားလိုင်းတွေကိုအလွယ်တကူတားဆီးလိုက်နိုင်တာကိုတွေ့ရပါတယ်။ဒါဟာ Avengers တွေရင်ဆိုင်ရမယ့်ဘီလိန်ဟာ Thanos ထက်တောင်ပိုမိုကြောက်စရာကောင်းနေပြီဆိုတာကိုပြသနေတာပါ။ဒီ Doomsday ရဲ့အကျိုးဆက်တွေဟာမကြာမီလာတော့မယ့် Secret Wars ကိုဘယ်လိုပုံစံရောက်ရှိသွားမလဲဆိုတာရင်ခုန်စွာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ကဲတေချာတာတစ်ခုကတော့ Marvel ဟာ Multiverse Saga ကိုအကောင်းဆုံးပုံစံနဲ့အဆုံးသတ်ဖို့ပြင်ဆင်လိုက်ပြီဆိုတာပါပဲ။တငယ်ချင်းတို့ရော Robert Downey Jr. ရဲ့ Doctor Doom နဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်လဲ။ဘယ်စကြဝဠာကဟီးရိုးကို Doomsday မှာပို့ပြီးတွေ့ချင်လဲဆိုတာ comment မှာရေးခဲ့ပေးကြပါဦး။ဗီဒီယိုလေးကိုသဘောကျရင် like share လုပ်ဖို့မမေ့ပါနဲ့အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။